sound with way say yeah yeah the phone the way can I say no le bu mo le so sound with either sweet and no ji bien la ke le You're on the circle, gonna go. I only you got you. Minda, baby, they that you ain't baby. Get the lot with Ali, go to land in Magada, Dangari, the dim so you come of you, you go. So the ma down no she do the big ma ayado what do you ma the do yado lagi no na tui they the time in dali 8989 malano 8989 malano So the ma down now she do the big ma ayado what do you ma the do yado lagi no na tui they the time in dali 8989 malano 8989 malano tu aku tu kan dia apa dia macam tu ni cakap tu macam di kudu tu dia tu kudu kan dia nak cakap tu macam lu dia ramai macam tadi nak berikan dia sekat tu macam ni lebe di kudu tu dia macam meluat tu meluat tu di nak dia cakap tu dia kan anu kan masih ni tu bawa jadi lah macam tu. Kalau si kita, luar orang di mana sama-sama baca orang, di kuda orang tiga mati, tidak tu. Luar orang betina, oh desa orang betina, ngerawang orang betina. Nak cakap orang tiga lima, dah betul kan belum ada. Perlu luar dia tu tidak. Kubi kuya berdama, terus kuda tahun itu sekali lima, tiga ni merana tanah kama, pau dia ni, sosok dia jauh celai dia, bawa aku cuma baru, tidak macam tu. Alu tu dia jauh, sada ni time,
ဆင်းရဲတယ်အဲ့ဒီပိတ်တာဖြစ်နေခဲ့သူရှိတော်ဆိုတော့ဥစ္စာကရည်စူးပြီးမှကြည်စူးတိတဲ့အနေနဲ့အမြတ်တမ်းပေးဖို့ရတယ်အဲ့လိုရည်စူးကုသိုလ်တွေလုပ်တဲ့အခါကျရင်အဲ့ဒီပုဂ္ဂိုလ်တွေမရဘူးဆိုရင်အလကားဖြစ်သလားဆိုတော့မဖြစ်ဘူးအခုလုံးတဲ့ပုဂ္ဂိုလ်ရဲ့ကိုယ်ပိုင်ကုသိုလ်ဖြစ်တာနော်တာဝတိကဝိပါဒကိုအောင်ပြီးမှအမြတ်တမ်းပေးလို့ရဆိုရင်မိဘတွေရဲ့ပျော်ရင်းချက်သားလေးတွေမှာထားတဲ့ပျော်ရင်းချက်၅ပါးဆိုတာရှိအဲ့ဒါမှအဲ့ခုကပါတယ်ငါတို့များဒီဘဝကတည်းကမှဒီယောဂီတွေအာရုံကိုကုန်ခန့်ချုပ်ပြပြီးမှတည်သွားတဲ့အခါနောက်ဘဝရောက်တဲ့အခါမှာအမြတ်မြတ်တာလိုတဲ့ဘဝများရောက်သွားတဲ့ပြည်ရှိတော့ငါသားတော်သမီးလေးတွေကငါတို့ကိုသတိတရားနဲ့အမြတ်တမ်းပေးဝေပြီးရင်ကောင်းပါပဲဆိုတဲ့မိဘတွေရဲ့ပျော်ရင်းချက်တစ်ခုရှိနော်အဲ့တော့မိဘတွေရဲ့ဒီမျောလင်းချက်ကိုဖြည့်ဆည်းပြီးရလေရောက်တာပေါ့ဗျာအဲ့တော့မိမိတို့ကိုယ်ပိုင်ကုသိုလ်တွေဖြစ်တယ်နော်ကုသိုလ်လုပ်တဲ့အခါအဲ့တော့ဒီမိဘတွေကတော့သူတို့ကောင်းလာရင်လုပ်ခဲ့လို့ရှိရင်ကောင်းတဲ့ဘဝမှာသူကရောက်သွားပြီးကြပါပဲလူရတော့မှာတော့မဟုတ်ဘူးပေါ့နော်အကယ်၍လည်းခုနပြောသလိုမရဏတနာခါလေးမှာနှလုံးသွင်းချွတ်ယွင်းပြီးမှမြန်ပြိတ္တာဖြစ်နေခဲ့တော့ဆိုမှအဲ့ဒီရွယ်ချက်လေးနဲ့မိဘကြီးသူကိုတည်သွားပြီသူဆိုတော့အမြတ်တမ်းပြီးကိုယေရှုအမြတ်တမ်းပေးရတာဖြစ်တယ်ပေါ့နော်ညဒါကဒါလေးနဲ့အများကြီးလည်းဆိုတော့ဒါလေးနဲ့ပတ်သက်ဘုရားပြောပြတာပေါ့ဗျာငါတို့ဒီနေ့အနုဝရဏအနေနဲ့ဘာလေးပြောမလို့ဆိုတော့ဘောကတော့အင်္ဂလိပ်လိုပြစကမှာပါတယ်နော်တရားတစ်ခုလာတာပဲဖြစ်ဖြစ်စာအုပ်တော့ဖတ်တာပဲဖြစ်ဖြစ်ကိုကတရားတစ်ခုလာပြီးဆိုဒီတရားပဲမှာရှိတယ်ဘယ်သူဟောတယ်ဘယ်ဘုရားကဟောထားတယ်မှတ်တမ်းလေးမှတ်စာအုပ်ဖတ်ပြီးဆိုရင်ဒီစာအုပ်ဒီကြောင်းရသည်ဘယ်ထက်မှပါတယ်ဘယ်စာအုပ်မှာပါတယ်ဒီစာအုပ်ကိုဘယ်သူရေးထားတာဒီစာအုပ်ကိုဘယ်ဘုရားကထုတ်ထားတာအဲ့ဒါလေးတွေမှတ်တမ်းလေးတွေမှတ်ရတယ်တစ်ချိန်ချိန်မှာကိုယ်ပဲတုံးတဲ့တစုံကြောင်းနဲ့ပြောကြဆိုကြပြီးဆိုရင်တော့ကိုယ်မှာထောက်ထားရှိနော်တခြားလူမှားနေအဲ့ဒါလေးတော့မှားနေတယ်ဒါငါဘယ်ထက်မှဖတ်ဖူးတယ်တော့ဖတ်အဲ့ဒီမှာလိုလေးရှိတယ်အမှန်ပြင်ပြီးလို့ရတာပေါ့ဗျာနော်အဲ့တော့ဒီခုဘောဓတော့အင်္ဂုတ္တအင်္ဂုတ္တနိကေပစ္စကနိပတ်ဘောဂတော့ဆိုရှိနော်စာကြ126မှာပါဘာပြောတာလဲဆိုပစ္စည်းဥစ္စာတွေရဲ့အပြည့်၅မျိုးတော့လူတိုင်းသိရသော်ဗျာပစ္စည်းတွေဘိက္ခုတွေအာယနောဘောဓိသူလို့ပြောရဟန်းတော်ပစ္စည်းဥစ္စာတွေမှာအပြည့်၅မျိုးရှိတယ်ကရေမေပင်စအဲ့ဒီအပြည့်၅မျိုးကဘာတော့ဆိုတော့နံပါတ်1အဋ္ဌိတာဒရဏဘောကမြန်မာလိုပြောကြဘူးလေမီးပြီးတော့လည်းမီးရေမင်းခိုးဝေကံစိုးနော်ပစ္စည်းရောရှိတဲ့ကောင်မှာဒီပစ္စည်းဥစ္စာတွေကမီးလောင်သွားလို့လည်းပဲဆုံးရှုံးသွားတတ်တယ်ကုန်ဆုံးသွားတတ်တယ်တစ်ချက်နော်သူကနောင်လို့ရေတိုက်စားသွားလို့လည်းပစ္စည်းဥစ္စာကုန်ဆုံးသွားတတ်တယ်ဒါတွေကပြည်ပြီးနေကြတယ်မီးလောင်သွားတဲ့ကောင်မှာပစ္စည်းဥစ္စာကုန်သွားလို့လားကုန်သွားလေနော်ရွာတွေမှာမီးလောင်တယ်ဘယ်ရွာမီးလောင်လို့လဲဘယ်နေကုန်သွားတာလဲမီးလောင်မီးပေးတဲ့ပြည်သူကိုဆိုမှဟိုရောဝိုင်းပူကြရှိနောက်ရေကြီးတဲ့အခါမှာရေကြီးတဲ့အခါကြီးကြော်ဘူးတယ်မလားရေကြီးပြီလေခဏခဏကြော်နေကြတာအကုန်လုံးမျိုးပါကုန်ကြတာပစ္စည်းဥစ္စာအကုန်လုံးကုန်တဘာဝပြီးနော်ပြီးကြတဲ့နေ့ကဆိုနိုင်လေရင်ပြီးကုန်လာပဲလေထိရနေရတယ်ပစ္စည်းဥစ္စာလည်းကုန်လာတော့တော်နေတဲ့အစ်စ်ဒီပါပါသွားကြ
ပစ္စည်းဥစ္စာဒီမီးတွေရေတွေနောက်တစ်ခုကမင်းတွေမင်းကတိတ်သွားလို့လည်းဘာမှမတတ်နိုင်ဘူးနော်မင်းတွေပြီးတော့တစ်ခုပြီးတစ်ခုကကိုယ်စီအောင်ခိုးယူသွားတယ်ဘာမှမတတ်နိုင်ကုန်သွားရောပစ္စည်းဥစ္စာနောက်တစ်ခုကမွေကံစိုးလို့အပိယေဟိဒါယာဒေဟိတာတာရဏဘောကအပိယေဟိမချစ်မနစ်တဲ့အပေါ်သောဒါယာဒေဟိမွေကံပုဂ္ဂိုလ်တို့ကိုယ်အမွေလို့သူကသက်ဆိုင်တယ်ပေါ့ဗျာကိုယ်ကမိဘဆိုကိုယ်မိဘရှာထားတဲ့အမွေသက်ဆိုင်တဲ့သူလဲတော့တာသမီရှိတာဒါပေမဲ့ဒီတာသမီကအပိယေဟိလို့ပြောမိဘတွေချစ်ခင်ညံ့လို့အောင်မနေဘူးမိဘတွေကိုစိတ်ဆင်းအောင်အများကြီးလုပ်တဲ့သားသမီးနော်ပြောရဆိုရပေါင်းရလေးရှာလို့တယ်သူတို့ရဲ့ပတ်သက်ပြီးမိဘတွေဒီငွေကြီးတွေအများကြီးကုန်ပြီရန်ကူဖြစ်လို့လေပေးလိုက်ရပြန်ပြီကိုသားသမီးတို့ဆိုတော့ယော်ကြီးတွေပေးလိုက်ရပြန်ပြီတခြားတဲ့ကတစ်ခုခုဖြစ်လို့လေမိဘကကိုသားသမီးဆိုတော့ပေးလိုက်ရပြန်ပြောရဆိုရမိဘကိုအများကြီးစိတ်ဆင်းအောင်လုပ်တဲ့သားသမီးတွေမလိမ္မာတဲ့သားသမီးတွေအဲ့ဒီသားသမီးတွေကြောင့်လည်းပဲပစ္စည်းဥစ္စာရပါလေကုန်ဆုံးတတ်တယ်။ပစ္စည်းဥစ္စာနဲ့ပတ်သက်တာရပစ္စည်းဥစ္စာ၅ပါးဖြစ်တဲ့အပြည့်ဆရာတော်မကြောင်ဟောတယ်ပေါ့နော်။အဲ့ဒီတုတ်ထဲမှာပဲပါအောက်တစ်ပိုင်းမှာဘာလာလဲဆိုတော့ပစ္စည်းမေဘိကဝေအာနိတံတာဘောဂီတုပစ္စည်းဥစ္စာရှိတဲ့အကျိုးကြီးလို့၅ပါးလေးရှိသေးတယ်ခုနကဒီလိုပဲရှိတဲ့ကောင်မှာအပြည့်၅ပါးပြောတော့နော်ပစ္စည်းဥစ္စာတွေကမီးလောင်လို့လည်းကုန်ဆုံးသွားတတ်တယ်ရေတိုင်လောရလို့လည်းကုန်ဆုံးသွားတတ်တယ်မင်းကြီးတိမ်လာလို့လည်းကုန်ဆုံးသွားတတ်တယ်တခိုးတွေခိုးသွားလို့လည်းကုန်ဆုံးသွားတတ်တယ်ကိုယ်အိမ်မှာပြောတာဆိုတာနားထောင်တဲ့လောချနာလုပ်နေတဲ့တာသောသမီးတို့တွေကြောင့်လည်းပစ္စည်းဥစ္စာတွေကုန်ဆုံးသွားတတ်တယ်ဒါကုန်သွားတဲ့သဘောတရားကိုပြောတယ်ပစ္စည်းဥစ္စာမှဒီလိုဖြစ်တတ်တယ်သိရှိကြအခုတွေ့ကြကြုံကြတယ်ခဏခဏကြားလို့တွေ့ချင်းဒီပါလဲဆုံးပါတွေ့ဆုံချင်းဒီပါလဲဆုံးပါလေခွေးခွဲတဲ့ဆုံးနော်ကွဲပါအခုတွေ့ကြတယ်ချိန်ချိန်ကွဲပါကွာတူတိတာသိသွားမရဘူးမွေးလာရင်ဒီပါလဲဆုံးပါသိချင်းနဲ့ဆုံးတိထားဖို့တော့သေမာဆိုတာသိတာတေးရသေမာဆိုတာသိတယ်အဲ့တော့သေပြီးကြုံလာတဲ့အခါမှာရောက်လာတဲ့အခါသေရောင်းပြီးကြုံလာတဲ့အခါမှာဒါရင်မခံစားတော့ဘူးဗျာကိုကသေမျိုးကိုဗျာအဲ့ဒါပစ္စည်းဥစ္စာပါလေရှိလာပြီဘာလို့ပါလဲကုန်တတ်တယ်ကုန်ပေါင်းတယ်ထားရပါလိမ့်မယ်အဲ့ဒါကိုကြိုးပြီးနေနေနှလုံးသွင်းထားလို့ရှိရင်အဲ့ဒီအရာလေးကြီးရင်ဆိုင်တဲ့အခါမှာခံနိုင်နေရှိတာနော်ခံနိုင်နေရှိတော့တာသမီးတွေဝေးလာတယ်ဒီမှာစုပ်ပေးရပြီကွဲမှာတနည်းမှာကွဲရမှာဒီဘဝတော်ရှင်းဘဝတော်နှစ်ကွဲရှိတယ်စတိယရီဖြစ်လာတယ်တွေးဆုံကြတယ်ကွဲနောက်ဆုံးမှာကွဲသွားကြသူလည်းသူသွားကိုလည်းသူသွားကြိုတိထားတော့ခွဲနေလို့ရှိတော့ခွဲရတဲ့ဒီရောက်လာပြီဆိုတော့တိတ်ခံစားတော့ဘူးဗျာအဲ့ဒါမျိုးလေးအဲ့တော့ပစ္စည်းဥစ္စာဒါရှိလို့ရှိရင်ဒီလိုမျိုးဘေးကနေကြုံတတ်တယ်ကြုံလာလို့ရှိရင်လည်းတားရင်မခံစားရအောင်တူတူမှတိထားမှာဒါလေးနော်ဒီလိုမျိုးအပြစ်တွေရှိတယ်ဒီလိုမျိုးအကြောင်းအရာတွေကြောင့်ပစ္စည်းဥစ္စာတွေလည်းကုန်ဆုံးသွားတတ်တယ်ဆိုတာလေးကြိုးပြီးဒီလိုပြောတာနောက်တစ်ခုကခုနကပြောတဲ့အကျိုးဒါလောက်ဒီပစ္စည်းဥစ္စာဒီလိုလေးအပြစ်တွေရှိနေတာဒါဆိုပစ္စည်းဥစ္စာမရှာတော့ပါဘူးဗျာမစုတော့ပါဘူးဗျာဆိုစိတ်မျိုးမွေးရပစ္စည်းသင်္ခါရလူသင်္ခါရကတော့မှန်တယ်သင်္ခါရကိုသင်္ခါရမှသိထားသင်္ခါရမှသိပြီးမှကိုယ့်ရဲ့ကာယအားညာနာအားနဲ့လုံနိုင်တော့လုပ်ကိုလို့ရ
အပစ္စည်းလိမ့်စားလို့တော့အဲ့လိုဆိုလို့သားလို့အပစ္စည်းလိမ့်စားပါလောက်ရစုထားရကုန်ပါပဲအဲ့လိုနှလုံးသွင်းခိုင်းတာမဟုတ်ဘူးအနေဆာလို့တော့တိထားဒါပေမဲ့ကိုယ်စွမ်းနိုင်တဲ့ကာယအားဉာဏ်အားရှိသလားအားထုတ်ရတယ်လုံးဝနော်အဲ့တော့ဟောဒီပစ္စည်းဥစ္စာလုံးလိုက်ပြီဆိုရင်ဘာကျိုးကြလဲနံပါတ်1ဘောဂေဥပနိတ္တာယအတ္တာနံဒုက္ခေတိပိနေတိတာမာဒုက္ခံပရိဟရတိပစ္စည်းဥစ္စာရှိထားတယ်ဆိုရင်အဲ့ဒီပစ္စည်းဥစ္စာကိုအမိပြုပြီးမှနံပါတ်1မိမိကိုယ်ချမ်းသာအောင်လုပ်လို့ရတယ်အခုတာဝေကြီးရတယ်ဒီလာကိုယ်မှာကားမရှိဆိုရင်ဒီလိုလာခြင်းတယ်ကားရှာတဲ့ဒုက္ခတွေမရှိဘူးလားရှိရလို့ဒါကားမရှိလို့ကားဆိုတဲ့အသုံးဆောင်ပစ္စည်းဥစ္စာဘောကတစ်ခုရှိနေပြီဆိုရင်အဲ့ဒီကားရှာတဲ့ဒုက္ခငြိမ်းမသွားဘူးလားဟင်အဲ့ဒါကိုယ်ကိုချမ်းသာစေတာပဲလေကိုယ်မှာကျမ်းနိုင်တစ်ခုတည်းဖြစ်တယ်စေကူဖို့သိန်း30လောက်ဆေးနဲ့ပဲသိန်း30လောက်ကုန်တယ်ကိုယ်မှာ2သိန်းလောက်ပဲရှိတယ်ဆို17သိန်းလောက်လူမစင်းရဘူးလားစင်းရတော့ပတ်စံမရှိတဲ့အချိန်မှာသူများတော့ပတ်စံချီမရောဘူးလေဟုတ်ဒီတော့ဘယ်လိုပြန်စနိုင်မှာလဲဖြစ်ရင်ဖြစ်လို့မှာပေါ့ဘောနဘာတွေကိတာတွေဆိုတာတစ်ခါလေကြတော့ရေကိုရဒါစကားပြောတယ်ပစ္စည်းဥစ္စာဒါစကားပြောတယ်ကိုယ်မှာပတ်စံရှိနေတယ်ဗျာအစင်းရမယ်တိတ်ခဏကုန်မယ်ဖြစ်တယ်သူကစင်ပြေလားဒီလေကိုယ်အိမ်မှာတခုကြီးရဖြစ်တယ်တာသမီးကြီးအားပြေးရောတာကျွန်တော်တို့ကိုယ်မျိုးလို့ဒီပူဇာလုံးနဲ့အားနဲ့ထိုးချစ်တယ်ကိုမပတ်စံမရှိတဲ့ဒီကဆင်းဆင်းရဲတွေတာသမီးရဲ့ဆန္ဒကိုဖြည့်ပေးခြင်းနေတာပတ်စံလည်းမရှိသူဆန္ဒကိုဖြည့်ပေးခြင်းကိုမလည်းပတ်စံကြီးဟာကြမ်းပူလာလို့ကိုမစုဆောင်လာတဲ့ပတ်စံတိုင်းရှိကြည့်လေပါလေအဲ့လုံးဝမလို့စချမ်းသာတာသမီးပြောထားလို့မရဘူးလားကြာတာသမီးပြောရင်မိမိလည်းပြောတာပဲလေနော်အဲ့တော့ဦးဇောကဆရာဖြစ်နေတော့မိဘတွေရဲ့ခံစားချက်ကိုအတူယူမှခံစားလို့ရတယ်ပေါ့ဗျာတူအောင်တော့ခံစားရပါဘူးနော်အတူယူဘာလို့ကိုယ့်တပည့်တွေပေါ်ထားတဲ့မေတ္တာမိဘတွေကသူတို့သားသမီးပေါ်ထားတဲ့မေတ္တာနည်းနည်းလေးတော့တူတယ်လေအတူယူမှခံစားလို့ရတယ်နံပါတ်1ပစ္စည်းဥစ္စာရှိရင်မိမိကိုပစ္စည်းဥစ္စာပိုင်တဲ့မိမိကိုဒုက္ခေတိပိနေတိကိုယ်စိတ်ချမ်းသာစေတဲ့ပစ္စည်းဥစ္စာရဲ့နော်အပြစ်တွေကြီးဟောလာတာအပြစ်တွေဟောတာများတယ်သို့တော်အပြစ်တွေကြီးမှာပစ္စည်းဥစ္စာစုရကုန်ပါပဲအရင်မိဘာညာဘေးရန်တွေရှိတဲ့အဲ့ဒါသွားတွေ့ကောင်းရမထင်နဲ့လောက်ပါပစ္စည်းဥစ္စာကိုစုပါညာတဲ့ညာစုပါမြတ်စွာဘုရားကပစ္စည်းဥစ္စာမဆွဲလို့တခါမှဟောတာဒါတွေမဆွဲလိုက်တယ်ပဲဟောတာနော်ငါအမြဲတမ်းပိုင်ဆိုင်နေမှာပဲလို့ဆွဲရမှုတွေမဆွဲရခိုင်းတာမိမိရဲ့ကာယအားဉာဏ်အားရှိသလားအားထုတ်လို့ခိုင်းတာမြတ်စွာဘုရားကနော်အများကြီးပစ္စည်းဥစ္စာစုဖို့စုနည်းနဲ့ပတ်သက်ဟောထားတာလည်းအများကြီးရှိတယ်နံပါတ်1ပစ္စည်းဥစ္စာရှိခြင်းဒီမိမိကိုယ်ချမ်းသာစေတယ်မိမိကိုယ်ချမ်းသာစိတ်ချမ်းသာဖြစ်အောင်ဒီပစ္စည်းဥစ္စာတွေကမိမိကိုကူညီပေးနိုင်တယ်နော်အဲကြောင့်မလို့လောက်ပါလုံးနိုင်တဲ့အချိန်မှာလုံးနိုင်တဲ့ကာယအာညာနာအကုန်ထုတ်ပြီးလောက်ပါစုပါနံပါတ်1မိမိကိုချမ်းသာစေပါလေနံပါတ်2မာတာပိတရောဒုက္ခေတိပိနေတိတာမာဒုက္ခပရိယေတိကိုယ်မိဘတွေကိုချမ်းသာလုပ်ပြီးနိုင်တယ်ပစ္စည်းဥစ္စာကိုယ်ကအင်တော်ကြအင်တော်ခွဲသွားပြီးအဲ့တော့ကိုယ်ဇနီးနဲ့ပေါ့နော်ကို
ကိုဒီသတိမောက်တဲ့နေရာဒီလိုသာအားထုတ်ပြီးမှလုံးလုံးတဲ့ဒီစီဥစားရဲ့တော်ကြီးအစဉ်ပြေးလာတဲ့ပစ္စုပန်ကံရောတိတ်ကံရောအကြောင်းပေါင်းစုံညီရတဲ့အခါမှာအကျိုးပြီးတန်းလာတယ်ဆိုရင်မိဘနှစ်ဖက်ကိုကြည့်ရတယ်မျိုးသမီးရတယ်သူ့ပတိတယ်ကြည့်ရအောင်ဒါတော့ဖြင့်သူတို့နိုင်ငံရေးဒီကျေးမှုရမျိုးသမီးရဲ့ဝေသိမ်းကိုနော်မျိုးသားဝေချာပေါ့အဲ့တော့မျိုးသမီးပဲကြည့်တယ်မကြည့်ရအောင်နှစ်ဖက်မျှကြည့်ကိုယ်မှာတက်လိုက်တယ်ဆိုရင်ဒါမျိုးသားပဲလျော်ကြပဲကိုလည်းပဲရောရှစ်မျိုးကြီးဒီလား9သိန်းထောက်ပါမယ်ကျမမျိုးလည်း9သိန်းညီလူညီမျှတော့ကိုမိဘဘက်ကမျိုးရတော့ဒီမှာအများကြီးခေါ်နေတာမျိုးသားဘက်ကမျိုးရလာကြတော့မျက်နှာစူပေါ်အဲ့လိုလုံးအောင်နော်အကုန်လုံးကညီလူညီမျှကြီးတော့ညီလူညီမျှဟုတ်ပြီမိဘလျော်ကြတော့မိဘတွေကစင်ကြီးတယ်ဒီလိုတိုင်းစင်ကြီးတယ်အမျိုးကြီးတွေကမိဘတွေကနေတိုင်းစင်ကြီးတော့လည်းကောင်းတော်တော်ကရောက်တော့လည်းကောင်းဖြစ်နေလို့ရှိရင်မျိုးသားကနားလည်ပြရဟောတော့မှလိုဖြစ်နေလို့ဒီလိုမျိုးပေါ့များပါဘူးတော့ညီညီမျှတွေသွားတင့်ရတယ်ပေါ့နော်အဲ့တော့ညီညီမျှတွေသွားတယ်ထောက်ပံ့တာမိဘတွေကိုယ်ကမိဘတွေရတဲ့အခါကျတော့မိဘကြီးကိုပြောရလို့ရှိရင်ကိုယ်ကရောမိဘဖြစ်နေတာဆိုတော့တာမီးကြီးကကိုယ်ကိုသိရမယ်ပြီးထင်တယ်ကိုယ်ကမိဘဖြစ်နေတာဟုတ်ကိုယ်မှလည်းမိဘရှိသေးတယ်ဆိုတော့မိမိတတ်တယ်ဒီတိုင်းပါလို့ဆိုလို့ဥပမာကိုဆရာသမားပြောဆရာသမားအကြောင်းကြီးစုကြီးပြောလို့ရှိရင်ကိုတတိယကိုယ်ကိုသိဖို့ပဲဒီလိုပြီးကိုယ်မှလည်းဆရာရဲ့အများကြီးရှိတယ်ကိုယ်ကလည်းသိရအောင်လေအဲ့လိုမျိုးအဲ့တော့နံပါတ်1မြန်သွားလို့နော်ပစ္စည်းဥစ္စာရှိရင်မာတာပြီးတော့ကိုယ့်ရဲ့အမေဖေကိုပါလေချမ်းသာအောင်လုပ်ပေးနိုင်တယ်နော်ကိုเจ้าမှာစိတ်ချမ်းသာဖြစ်အောင်ထားပေးနိုင်တယ်ကိုယ်ကြီးပေးနိုင်တယ်အဲ့ဒါပစ္စည်းဥစ္စာရဲ့တန်ဖိုးသူ့ရဲ့စွမ်းရည်တတိနောက်ဝါဒတော်ရကြတော့ပုတ္တဓာရဓာတကာမကာရပောရိသေလို့ခေါ်ပုတ္တဓာရဆိုအဲ့မှာဒီပါဠိရတော့အိမ်တော်ဦးသည့်လေအောင်ကြားကိုအဓိကရင်းရင်းပြောရတာဖြစ်တယ်နော်လေအောင်ကြားတူဟာအိမ်တော်ဦးသည့်တယောက်ကပစ္စည်းဥစ္စာကိုရှာမယ်စုဆောင်းထားမယ်ဆိုရင်ပစ္စည်းဥစ္စာရအောင်လုပ်နိုင်ကြတယ်ဆိုရင်ကိုယ့်ရဲ့ပုတ္တဓာရတာသမီဇနီးမယားကိုပြောတယ်ကိုယ့်ရဲ့တာသမီကိုယ်ဇနီးမယားတွေနောက်တစ်ခုကဓာတဆိုတာပါဠိမှာတော့ကျွေလို့ခေါ်တယ်အိမ်မှာကြတော့ခုခေတ်ကတော့အိမ်ပေါ်ပုံစံမျိုးပေါ့ဗျာနော်အိမ်ပေါ်ပုံစံမျိုးနောက်ကာမကရဘောရိတဆိုတာကိုယ်ချံဝင်းကိုယ်လုပ်ငန်းအဲ့ဒီမှာအလုံးလုံးနေတဲ့ပုံကိုသူတို့ကကိုကြီးထောက်ပံ့ပေးနိုင်တယ်လေကိုယ်လုပ်ငန်းမှာအလုံးလုံးနေတဲ့သူတွေကိုသူတို့လုံရတာတွေကိုကြီးထောက်ပံ့ပြီးနေသေးတယ်ပါလားပါလို့အဲ့ဒီလုပ်ငန်းလုံးလုံးတဲ့ပုံကိုကြီးကကိုယ်ပေါ်ရောကိုယ်လုပ်ငန်းပေါ်ရောသက်သာမရှိဘူးလားရှိတာပေါ့တတိတတိုင်ကမင်းတို့ငါသက်သာရှိပြောနေတာမလို့ဘူးသူတို့သက်သာရှိခြင်းအောင်သူတို့ချင်းမြတ်လို့ကိုယ်လုပ်ပေးနိုင်ပြီးပြီပေးပါပစ္စည်းဥစ္စာများများသက်သာရှိရင်တခါလေဖြစ်တတ်တယ်ဟိုသဘောနမူနာတစ်ခုကိုယ်နောင်မှာရှိတဲ့ကိုယ်ကအမြဲတမ်းကိုညီနေတဲ့နောက်ကပုံပေါ်ကြောင့်မေ့ပြီးမှတခါတည်းလေးကြုံရလာတဲ့ကြောင့်ရော့ကျောင်းရှင်းဆိုအဲ့လိုလည်းဖြစ်တတ်တယ်နော်ကိုယ်ကိုအမြဲတမ်းထောက်ပံ့နေတဲ့နောက်ကလူကိုမမေ့ပါနဲ့နောက်ကျောင်းပြီးနေတဲ့ခါကျတော့မမြင်ဘူးတွေ့တော်သွားတယ်ကိုယ်မှာအမြဲတမ်းနောက်ကကြောကန်ထောက်ကန်ပြီးမှကိုညီပြီးတဲ့ပုံကိုယ်ကိုထိုးတဲ့မမေ့ပါနဲ့နော်ကိုညီပါထောက်ပံ့ပါပစ္စည်းဥစ္စာရှိလို့ရှိရင်ပုတ္တဓာရဓာတကာမကရပောရိသေဆိုတာကိုယ့်ရဲ့သာသမီဇနီးပြီးတော့ကိုယ့်အိမ်မှာအလုံးလုံးတဲ့ခုဆိုတော့အိမ်ပေါ်ပါညာဖြစ်ပါဘူးကာမကရပောရိတဆိုတော့ကိုယ့်လုပ်ငန်းတွေကိုအခါကြီးကိုယူပြီးလိုက်လုပ်ပြီးတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုစိတ်ချမ်းသာထောက်ပံ့ပေးနိုင်တယ်ကူညီပေးနိုင်တယ်နော်နောက်တစ်ခုကကျတော့မ
မိတ္တာမစ္စေတဲ့ဒါနပါဠိမိတ္တာမစ္စေကိုယ့်ရဲ့မိကောင်းဆွေကောင်းတငယ်ချင်းတွေကိုကူညီပေးနိုင်တယ်ကိုယ်တငယ်ချင်းတွေကလုံအောင်လုပ်တဲ့ရင်းနှီးမရှိပတ်စံရှိထုတ်ပြလိုက်ရောပြီးတော့ပါကူညီပေးလို့ညပစ္စည်းဥစ္စာရဲ့တန်ဖိုးနောက်နံပါတ်5ချက်တမနာဗျာမဏီသူတဲ့ဩတေကိကံဒိဋ္ဌိနံပြိဋ္ဌာပိတိမောဝေကိကံဒုက္ခဝိပါကံတက္ကတဝတ္တနိကံဆိုတာပစ္စည်းဥစ္စာရှိလို့ရှိရင်ကိုယ်ဘဝဒီဘဝနဲ့ပြီးအောင်အားထုတ်မှာလားဘဝတန္တရာခီးကဒီဘဝနဲ့ဒီခန္ဓာကိုယ်နဲ့အခုလက်ရှိခန္ဓာကိုယ်နဲ့အပြီးအားထုတ်နိုင်မှာလားအာမထုတ်နိုင်သေးဘူးဆိုရင်ဒီဘဝကသေနောက်ဘဝဒီလိုပဲလူပြန်ဖြစ်ရင်လည်းအလားမျိုးသမီးကြောင့်ရဲ့ဝမ်းပိုက်ထဲမှာသွားပြီးမှပြည်တယ်နေကြအောင်မယ်အတိုင်းလေးပဲခွေခောက်လေးဖြည်းဖြည်းလာမွေးလာအောင်မယ်လေးဘက်ထုံးလေးသွားအောင်မယ်ဘဝတွေအများကြီးလေအောင်အဲ့လိုနေရတဲ့ဘဝတွေမှာနံပါတ်1ဘဝကောင်းဖို့နံပါတ်2အဲ့ဖြစ်တဲ့ဘဝမှာလည်းပဲကိုယ်ကြမ်းကြမ်းမှာစိတ်ချမ်းသာနဲ့ပစ္စည်းဥစ္စာရှိတဲ့မိသားစုဘာနဲ့မှာပြည်တယ်နေနိုင်ဖို့အကြောင်းထောက်ပံ့နေလိုအပ်တယ်နော်အဲ့ဒီတော့ဘာလို့ရလဲဆိုတော့တမနာဗျာမဏီသူဒိဋ္ဌိနံဩဒိဋ္ဌိကံဒိဋ္ဌိနံပြိဋ္ဌာပိတိတမနာမြည်တဲ့ဗျာမနာမြည်တဲ့ဒီယဟန်တန်ဃာဒီအထံမှာဒီတဲ့မြင့်တဲ့အကျိုးတရားတွေကိုပေးစီနိုင်တဲ့အလူကိုဖြစ်စီနိုင်တယ်ဟောအလူပေးလို့ရတယ်လို့ပြောနော်အခုဆိုလာတဲ့ဆုံးကပ်ဖို့လောတုကြီးမရှိရင်ဒီဆုံးကပ်တဲ့ကုသိုလ်ပဲလုပ်လို့ရမှာမရဘူးလေဘလားပဲဆုံးကပ်ချက်တယ်ပြောတော့ဘောဓုဒီမှာကဆုံးကပ်ရင်နေလို့ဆိုဘလားကုန်ပြီတန်ခါဘလားရှိတယ်အဲ့ဒီပမာဏကိုကိုယ့်လက်ထက်မှာမရှိဘူးဆိုရင်ကိုယ့်လက်ထက်မှာအဲ့ဒီဘောဂဆိုတဲ့ပစ္စည်းဥစ္စာမရှိဘူးဆိုရင်ဒီကုသိုလ်ပဲလုပ်လို့ဖြစ်မဖြစ်ဘူးအဲ့တော့ပစ္စည်းဥစ္စာတန်ဖို့အများကြီးနော်အဲ့တော့အပြစ်ဒီမှန်တယ်မီးပေရေပေမင်းပေတခိုးပေမချစ်မနစ်တရတဲ့အမွေခံဇိုးပေတွေနဲ့ဆက်ဆံနေတာမှန်တော်လည်းပဲသူ့ရဲ့ဂုဏ်တတ်ကြီးအများကြီးရှိအဲကြောင့်မလို့လုံနိုင်တဲ့ချိန်မှာလုံနိုင်နေရှိတဲ့ကာယအားညာအားအပြည့်ထုတ်ပြီးလုပ်ပါမြတ်စွာဘုရားသူ့ရဲ့အမြဲတမ်းဟောတဲ့စကားကိုသူစကားနားမနာပုဂ္ဂိုလ်ကိုဟောတဲ့စကားလေးတစ်ခုရှိနံပါတ်1ညာညီကဒီလုပ်ကိုလုံးတယ်လားမလုံးတယ်ဘူးလားလုံးနိုင်လားမလုံးနိုင်ဘူးလားလုံးတဲ့နဲ့အကျိုးများတယ်အကျိုးရှိတယ်လုံးနိုင်ဆိုရင်ရှိတယ်ဆိုရင်ဥတ္တုကဆိုမခုမကဖဲနဲ့ကိုယ့်ရဲ့ဆွမ်းအားရှိသလောက်ကျူးကျူးသားသားလုံးပါလို့ပြောဆောင်ပြမှာနော်အဲ့တော့အားကြောင့်လို့ပစ္စည်းဥစ္စာပြီးအပြည့်နဲ့ပြောလို့ရှိရင်၅မျိုးရှိတယ်လို့အကျိုးနဲ့ပြောလို့ရှိရင်လည်း၅မျိုးရှိပါတယ်လို့မိမိတို့လက်ရှိဘဝမိမိတို့အတွက်တော်လည်းကောင်းမိမိတို့မိဘသားသမီးဆွေမျိုးတို့အတွက်တော်လည်းကောင်းဟိုးမိမိတို့ရဲ့ဘဝတန်ခါနောင်မပြတ်နိုင်တဲ့ဘဝတန်ခါအတွက်ဘဝကောင်းလို့တော်လည်းကောင်းပစ္စည်းဥစ္စာကအထောက်ပံ့အများကြီးပေးနိုင်ပါတယ်နော်ဒါလေးကိုကြည်နူးကြည်နပ်ပြီးမှပစ္စည်းဥစ္စာတွေတာမာဇီဝကြကြကြိုးစားအထောက်ကြပါစုကြဆောင်ကြပါလို့ဒီနေ့လူမောရနာတွေနဲ့ပြောရင်းနဲ့ရည်သေးချရအောင်နော်Let's see.